မင်္ဂလာညချမ်းပါခင်ဗျာနေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်ဇွန်လ22ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ခင်ဗျာဒီကနေ့ညနေ6:00နာရီခွဲချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးပူချိန်များမှာနေပြည်တော်နဲ့ရန်ကုန်မြို့တို့မှာ32ဒီဂရီဆဲလ်စီယပ်90ဒီဂရီဖာရင်ဟိုက်စီနဲ့မန္တလေးမြို့မှာ36ဒီဂရီဆဲလ်စီယပ်69ဒီဂရီဖာရင်ဟိုက်တို့ဖြစ်ကြပါတယ်ဒီကနေ့ညနေ6:00နာရီခွဲချိန်မိုးလေဝသဂျိုတို့မှဖတ်ရရှိတဲ့ပုံရကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင့်တက်မှတိမ်ထူထပ်နေပါတယ်။မြန်မာနိုင်ငံပေါ်မှာတော့ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီး၊ချင်းပြည်နယ်၊မန္တလေးတိုင်းဒေသကြီး၊နေပြည်တော်၊ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်များဖြတ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းတဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးတိမ်ချုံခြင်း၊မိုးကြွပစ်ခြင်း၊လျှက်စီးလက်ခြင်းနဲ့မိုးတိကျခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှာသဖြင့်ကြိုတင်သတိပြုနိုင်မှာရန်အကြံပြုအပ်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတော့တိမ်အသင့်တက်မှတိမ်ထူထပ်နေပါတယ်။ဘင်္ဂလားပင်လယ်အော်ချိန်မှာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေအားကောင်းရာမှာအားလုံးကောင်းနေပါတယ်။မြမပင်လယ်ပြင်မှာမြဝကျွန်းပေါ်မုဒ္ဓမခွေမွန်တနင်္သာရီကမ်းရိုးတန်းရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရံပန်ရံခါမိုးသက်လေပြင်းများကြာရောက်ပြီးလိုင်းကြည့်ပါမယ်။မိုးသက်လေပြင်းကျစဉ်ရေပြင်းမြေပြင်လေဟာတနအီကို35မိုင်အထိတိုက်ခတ်နေပါတယ်။လိုင်းမြင့်မှာမြဝကျွန်းပေါ်မုဒ္ဓမခွေမွန်တနင်္သာရီကမ်းရိုးတန်းရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ17ပေမှ73ပေခန့်ရှိနေပါတယ်။ရခိုင်ကမ်းရိုးတန်းရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတည်းရမိုးသက်လေပြင်းများကြာရောက်ပြီးလိုင်းကျနေပါတယ်။မိုးသက်လေပြင်းကျစဉ်ရေပြင်းမြေပြင်လေဟာတနအီကိုမိုင်30အထိတိုက်ခတ်နေပါတယ်။လိုင်းမြင့်မှာရခိုင်ကမ်းရိုးတန်းရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ10ပေမှ12ပေခန့်ရှိနေပါတယ်။မနက်ဖြန်မွန်းတဲ့ချိန်ထိခံမှန်းချက်များအနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာနေရာကျကျစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းချင်းပြည်နယ်နဲ့နေပြည်တော်တို့မှာနေရာစစ်စိတ်နဲ့ကချင်ပြည်နယ်ရှမ်းပြည်နယ်ရခိုင်ပြည်နယ်အေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာအနှံ့ပြားမိုးတိမ်ကြုံရပြီးကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းရှမ်းပြည်နယ်အေရဝတီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ပြီးမိုးကျနေပါတယ်နေပြည်တော်နဲ့အနီးတစ်ဝိုက်မနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာမိုးတစ်ချိန်နဲ့ချိန်ထစ်ချုံရွာပါမယ်။အမြင့်ဆုံးပူချိန်မှာ32ဒီဂရီဆဲလ်စီယပ်90ဒီဂရီဖာရင်ဟိုက်နဲ့အနိမ့်ဆုံးပူချိန်မှာ24ဒီဂရီဆဲလ်စီယပ်85ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်မနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာလည်းမိုးတစ်ချိန်နဲ့ချိန်ထစ်ချုံရွာပါမယ်။အမြင့်ဆုံးပူချိန်မှာ33ဒီဂရီဆဲလ်စီယပ်91ဒီဂရီဖာရင်ဟိုက်နဲ့အနိမ့်ဆုံးပူချိန်မှာ25ဒီဂရီဆဲလ်စီယပ်89ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။မန္တလေးမြို့နယ်နေတဝိုင်မနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရာကွက်ကြားမိုးတစ်ချုံရွာပါမယ်။အမြင့်ဆုံးပူချိန်မှာ36ဒီဂရီဆဲလ်စီယပ်69ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးပူချိန်မှာ29ဒီဂရီဆဲလ်စီယပ်81ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်ကတော့ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးထပ်ပိုင်း၊ရခိုင်ပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးပုံနေပါမယ်။အထူးမိုးလေဝသသတင်းဒီကနေ့မြန်မာစံတော်ချိန်7:30နာရီချိန်တိုင်းထွာချက်များအရကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေအားကောင်းရာမှာအားလုံးကောင်းနေခြင်းကြောင့်၎င်းအရှေ့ဘက်မှာရွေလျားလာတဲ့လေပွေလိုင်းများရဲ့အရှိန်ကြောင့်၎င်းအနောက်ဘက်မှာရွေလျားလာတဲ့လေပွေလိုင်းများရဲ့အရှိန်ကြောင့်၎င်းဒီကနေ့ညမှာ28ရက်6လ2025ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစစ်စိတ်မှနေရာနံပြမိုးတစ်ချုံရပြီးအချို့ဒေသများမှာဒေသလိုက်နဲ့နေရာကွက်၍မိုးကြီးပါမယ်။မြမကမ်းရိုးတန်းရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရံပန်ရံခါမိုးသက်လေပြင်းများကြာရောက်ပြီးလိုင်းကြီးပါမယ်။မိုးသက်လေပြင်းကျစဉ်ရေပြင်းမြေပြင်လေဟာတနအီကို35မိုင်အထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြင့်မှာမြမကမ်းရိုးတန်းရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ17ပေမှ73ပေခန့်ရှိနိုင်ပါတယ်။အကြံပြုချက်တို့ဖြစ်ပါ၍မိုးသေးထန်စွာရန်သွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးတိမ်ချုံခြင်းမိုးကြွပစ်ခြင်းလျှက်စီးလက်ခြင်းမိုးတိကျွေခြင်းလျှက်တဲ့ပြည့်ရေးကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးရန်တွေများဖြစ်ပေါ်နိုင်မှာသဖြင့်အဆိုပါဒေသများရှိကုန်းမြင့်ဒေသအနီးမှာနေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်မြင့်ငယ်ချောင်းငယ်များအနီးမှာနေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နဲ့ပြည်တွင်းရေချောင်းတွာလာရေးလေချောင်းပြန်တန်းရေးနဲ့ဆယ်မြောင်းတာတမန်များအနေဖြင့်လိုအပ်သည်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါရန်တတိပေးနှိုးဆော်အပ်ပါတယ်။မြင်းကလင်သတင်းအနေနဲ့ကတော့ဒီကနေ့မြန်မာစံတော်ချိန်18:53မိနစ်40စက္ကန့်အချိန်မှာ
တောင်ကြီးမြင်းကလေးစခန်းမှာတောင်အရှိတောင်ဘက်82မိုင်ခန့်ကွာဝေးတဲ့မြန်မာနိုင်ငံပြည်တွင်လွိုက်ကော်မြို့ရဲ့အရှိမြောက်ဘက်9မိုင်ခန့်အကွာမြောက်လက်တီတော့19.4ဒီဂရီအရှိလောင်ကြီးတော့69.33ဒီဂရီအနက်10ကီလိုမီတာကိုဗဟိုပြု၍ NR Richter scale 3.3အဆင့်ရှိအင်အားအနည်းငယ်ရှိတဲ့မြင်းကလေးတစ်ခုလှုပ်ရှားသွားကြောင်းတိုင်းထွာရရှိပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေခင်ဗျာ။